ကလေးမရှိတဲ့လူပြိုကြီးဖြစ်တာကြောင့်နေဝင်းရဲ့သမီးလေးရန်ရာကိုသာချစ်နေရတဲ့ဆိုင်ဆိုင်ခန်းလိုက်နှကန်းဒီမာလေးတွေရဲ့တင်ဆွဲဖြစ်ခဲ့တဲ့ဆိုင်ဆိုင်ခန်းလိုက်ကတော့သူ့ကိုအားပေးကြတဲ့ဖန်တွေတောင်အိမ်တော်တစ်ခုကိုတိဆောက်ပြီးကလေးတွေရနေကြပေမဲ့ဆိုင်ဆိုင်ကတော့ခုချိန်ထိလူပြိုကြီးဖြစ်နေတော့မယ်ဖြစ်ပါတယ်ဆိုင်ဆိုင်အနေနဲ့ကတော့ပရိသတ်တွေအများကြီးစီကအားပေးချစ်ခင်မှုတွေကိုတခဲနဲ့ရရှိထားသူဖြစ်ပေမဲ့လေအခြေရင်းမှာတော့မှန်းချက်နဲ့နှံ့ထွက်မကိုက်ပဲလူပြိုကြီးဖြစ်နေကြတာပဲဖြစ်ပါတယ်ဒါကြောင့်အသက်40နာကန့်လာပြီးဖြစ်တဲ့သူ့ကိုယ်သူအိမ်တော်ရေးကိစ္စတွေမစင်စားတော့ပဲသူ့ကိုတစ်ချိန်လုံးအားပေးလာခဲ့တဲ့ပရိသတ်တွေကိုသာပို့ပြီးအာရုံစိုက်သွားဖို့ဆုံးဖြတ်ထားခဲ့တာပါ။ဒါကြောင့်ပဲတငယ်ချင်းဖြစ်သူနေဝင်းရဲ့သမီးလေးရာယာကိုအချစ်ပုံနေရပြီးသူ့ရဲ့ပရိသတ်တွေရှိုးပွဲတွေဖျော်ဖြေပွဲတွေကိုလာတဲ့အခါမှာလဲတာတာမီမီလေးတွေပါအဆင်ပြေစေဖို့ကစားကွင်းလေးတွေကိုလည်းထည့်သွင်းပေးသွားမှာဖြစ်ကြောင်းတရားဝင်ကြေညာလာခဲ့ပါတော့တယ်။ဒါကြောင့်ဆိုင်ဆိုင်ကတော့ဘသူမှမလုပ်တဲ့ရှိုးပွဲတွေကိုဖန်တီးသွားမှာဖြစ်ပြီးပရိသတ်တွေနဲ့လည်းအခုချိန်ထိနာမည်ပြတ်မရှိတသားတည်းရှိနေတဲ့ဆိုတာကတကယ့်ကိုအမခမ်းပါပဲရှင်။ဘလို့ပဲဖြစ်ဖြစ်ပါလူပြိုကြီးဆိုင်ဆိုင်ကတော့သူ့မှာဂယုဆိုင်စရာတာတာမီမီလေးတွေမရှိလေပရိသတ်တွေရဲ့ကလေးတွေကိုတော့ဂယုတဆိုင်နဲ့နောက်အုပ်လေးတွေယူလာဖို့အတွက်မှားထားခဲ့တာကြောင့်ဆိုင်ဆိုင်ရဲ့ပရိသတ်တွေကအတော်လေးအားပေးရကြုံနဲ့နေခဲ့ပြီပဲဖြစ်ပါတယ်ရှင်။